Nite sora pickering to you beyond Dwara Mahobu. Gubwa go pianji bo, go siko pian na tambo betare, a chain at the Kuba. Nihongo tage me sui, aya alongo mipia melo masolo. Malo atari go chantavi, lo atario, de son topo go solaraba. Nite yawi Boa de yame Panatic yame Inji at the weme at the sorata brande Aya alongo weme Paisame soramule Solo chinam hope General Nite go yame swino Nite go puyantre Sate Lude Nalong that day, planet the general Sita Puro Lure Damabe General Nitini Nehango Tag heavy Nitigo we I jo Namapside Ludigo people Piensema Luhang Sura a day teaching Pioram Hobu. မပြောင်းနိုင်တဲ့သေးတဲ့အမြင်တွေမပြင်းနိုင်သေးတဲ့အကျင့်တွေကိုဆိုလိုတာပါကောင်းတာသိတယ်ဒါပေမဲ့မပြင်းနိုင်ဘူးတရားတွေကိုနှစ်တည်းမှာမယူဆောင်သွားဖို့လိုတယ်နှစ်တည်းမှာကိုယ့်ရဲ့စကားပြောပုံတွေကိုပြန်ကြည့်ပါတကယ်လို့အားမလို့အားမရဖြစ်ခဲ့ရစီပြုတ်ပြင်းတင်တာပြုပြမှာကိုယ့်ရဲ့ဝတ်စားစရိတ်မှုတွေကိုယ့်ရဲ့ lifestyle တွေကိုယ့်ကိုတဘောမကြောက်ဘူးဆိုရင်တော့ပြုပြင်လိုက်ပါပြုပြင်ခြင်းဆိုတာလူတူတယောက်ကနေပြုပြင်လို့မရပါဘူးကိုယ်စိတ်ကိုဆုံးဖြတ်ချပြီးမိမိကိုယ်တိုင်သာဆုံးဖြတ်နိုင်ပြီးတော့မှပြုပြင်လို့ရတဲ့အရာဖြစ်တယ်တခြားသူတွေကိုနာကျင်စေခဲ့တာလားဒါမှမဟုတ်တခြားလူတွေပေါ်မတရားတွေလုပ်ခဲ့တာလားဒါမှမဟုတ်ကိုယ့်ရဲ့ကိုယ်ကြောင့်လူတွေတော်များများမြေကြီးကြခဲ့တာလားဆိုတာကိုဒီနေ့တင်မရောက်ခင်မှာကိုစဉ်းစားကြည့်ပါကိုမိခွန်းနဲ့အများကြီးမိပါWho I am, what is our next plan? Kongo mejiba. Lute sura, ama maludo tu go piora mahubabu. Ama lo yewon kanai du. Bien simple juzani du go piora ba. Mare kama, down bantu de tatishi du go kora. So you know, city airport. ချန်ထားတဲ့အရာတွေဘဝမှာရှိပါတယ်အဲ့ဒီအရာတွေကိုမဖြစ်မနေချန်ခဲ့ပါမကောင်းတဲ့စိတ်တရားဟောင်းတွေကိုနှစ်တည်မရောက်ခင်မှာချန်ခဲ့ပါယုံကြည်မှုမရှိတော့တဲ့ကိုယ့်ရဲ့ lifestyle ကိုနှစ်ဟောင်းမှာချန်ခဲ့ပါကိုယ့်ကိုအဆင်ပြေလားမပြေလားဆိုတော့မမေးနိုင်တဲ့ကိုယ့်ရဲ့စိတ်ကြဝေဒနာတွေအားလုံးကိုလည်းချမ်းခဲ့ပါစစ်တမှာယုံကြည်ခြင်းအတဲ့မျှော်လင့်ခြင်းတဲ့နဲ့နိုးထားလိုက်ပါမပြီးသေးတဲ့အမုန်းတွေမပြီးလေသေးတဲ့မကျဉ်းတဲ့မှုတွေမဖြစ်သေးတဲ့အရာတွေကရှိနေအဲ့ဒီအရာတွေအားလုံးကိုဒီနေ့ဟောင်းမှာထားခဲ့ပါခင်ဗျာတိတ်ပင်ပန်းလိုက်မယ်လို့မျှော်လင့်တယ်နေဟောင်းမှာခင်ဗျာငိုရတဲ့ချိန်တွေလည်းများလိုက်မယ်ဒီနေ့တည်းမှာတော့ပြောရတော့မယ်ဒီနေ့တည်းကခင်ဗျာပို့ပြီးတော့အားရင်းရှိစေမယ်များဒီနေ့တည်းမှာတော့ကံကောင်းတော့မယ်ဗျာ
ချစ်တဲ့တွေနဲ့ထိုက်တန်တဲ့လူပိုကောင်းတဲ့အလုပ်တွေပေါ့ယုံကြည်ခြင်းတဲ့နဲ့ပိုလှပေါ့ပိုထိုက်တန်တဲ့လူဆိုနေဟောင်းကြီးကိုမေးပြီးနှစ်တဲ့တဲ့ကိုပြောကြီးရှစ်ဆက်လိုက်ပါစစ်တဲ့ဆိုတာအရာအလုံးစင်ပြေသွားတာတော့မဟုတ်ဘူးဆိုတော့တစ်ချက်ကလေးပြန်ပြီးသတိပေးခြင်းနဲ့အစီအစဉ်ပြေတဲ့ချိန်မှာတော့ကိုယ်ကိုမပျက်စီးအောင်ထိန်းနိုင်တာကိုစိုးလို့ပါအဟောင်းတွေထဲမှာကိုယ်ကိုပြန်ကြည့်ပြီးတော့ဒီနေ့အောင်တွေထဲမှာပြုတ်ပြင်းတင်တာတွေကိုပြုတ်ပြင်းခဲ့တော့နေ့ဟောင်းမှာမာခဲ့တာတွေရှိခဲ့မယ်နေ့နာခဲ့တာတွေရှိခဲ့မယ်ဆုံးရှုံးတာတွေရှိခဲ့မယ်ဟမ်မရခဲ့တဲ့အချစ်တွေလည်းရှိခဲ့မယ်ဒါပေမဲ့အဲ့ဒီအရာတွေကိုနာကျင်မှုအဖြစ်သာတည်သွားမယ်ဆိုရင်ဘဝကရှိမတိုးနိုင်ဘူးလေအမားတွေကိုသင်ခန်းစာအဖြစ်နာကျင်မှုကိုနားလည်မှုအဖြစ်ဆုံးရှုံးခဲ့တာတွေကိုကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုတော့ဒီတိုင်းပဲခံစားပြီးတော့ဘာမှမလုပ်နိုင်ပဲရှစ်ဆက်မသွားပဲနေဖို့မဟုတ်ပဲနဲ့ကိုယ့်ရဲ့ဒီဆုံးရှုံးတာတွေကိုကျွန်တော်တို့ကခြေတလန်းနှုတ်ဆုပ်ပြီးတော့ပြုတ်ပြင်းတင်တာကိုပြုတ်ပြင်းမယ်ပြောင်းလဲတင်တာကိုပြောင်းလဲမယ်ဆိုရင်အဟောင်းတွေထေကနေကျွန်တော်တို့ကောင်းတာလေးတစ်ခုခုရှိသေးတယ်ပြုတ်ပြင်းနိုင်သေးတယ်ဆိုရင်ကျွန်တော်တို့ဟာအသက်ရှင်ရကြနဲ့တဲ့လူတွေပါနှစ်တည်းတဲ့ကိုကိုပေးရမယ်ကတိတွေချရမယ်စုတွေရှိမယ်ဆိုရင်ကိုကိုစုချနော်အထူးသဖြင့်ကိုစုချတဲ့နေနဲ့shopping သွားတာပေါ့ဒါမှမဟုတ်ကိုစုချတဲ့နေနဲ့ကိုလိုချင်တဲ့ပစ္စည်းတစ်ခုကိုဝယ်လိုက်တာပေါ့ကိုစုချတဲ့နေနဲ့ကိုစားချင်တဲ့အစားတော့ခရီးတစ်ခုကိုထွက်လိုက်တာပေါ့ဒီနေ့တည်းမှာလူတူတယောက်ကိုရမ်းချစ်နေတယ်ဆိုရင်တော့သူကိုချစ်တဲ့ကြောင်ပြောဖို့မမေ့နဲ့နော်ဒီနေ့မှာပိုကောင်းတဲ့လူဖြစ်ဖို့ကြိုးစားပါပိုအေးချတဲ့စိတ်နဲ့နေပါကိုယုံကြည်မှုရှိပါလူတွေကိုနာကျင်တဲ့သူတွေဖြစ်စေနဲ့ဒီနေ့မှာမကောင်းတဲ့အရာတွေကိုပိုရှောင်တော့မကောင်းတဲ့အကျေးစင်တဲ့ဇာတ်တွေကိုရှောင်ရှားပါကိုပြောနေပါနှစ်တည်းမှာကျွန်တော်တို့တွေက update လုပ်တင်တာတွေကိုလုပ်ဖို့လိုအပ်တယ်ဒီခါလေးကျရင်လူတွေကနှစ်တွေကလူတယောက်ရဲ့စိတ်နေတဲ့တာတွေကိုပြောင်းလဲပေးတယ်လို့ထင်ကြတယ်မဟုတ်ဘူးဗျာနှစ်ကပြောင်းသွားပြီမဲ့ထိုးသွားပြီမဲ့ဘဝကမပြောင်းလဲသူတွေအများကြီးရှိတယ်ဒါကြောင့်ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကပဲကိုယ့်ဘဝကိုပြောင်းလဲစေတယ်တခါတလေကျရင်ကျွန်တော်တို့ဆုံးဖြတ်ချက်တစ်ချက်လေးမှားလိုက်တာကြောင့်ပူတွန်းကြရတဲ့ချိန်ရှိတယ်နှစ်ဟောင်းဆိုရတဲ့ကျွန်တော်တို့လူသစ်စိတ်တင်တဲ့ဘဝကိုဖြတ်တန်းမှာတင်ဟာပိုကောင်းတဲ့လူနဲ့ထက်တန်းတဲ့သူဖြစ်တယ်ဘဝကိုပူပွဲရှင်တဲ့ဘဝတဲ့ပိုကျူးစားပါကောင်းတဲ့ຢာတွေကိုပို့လို့ပါကောင်းတဲ့စိတ်ကောင်းတဲ့အမြင်ကောင်းတဲ့အတွေ့အကြုံတွေကပဲတင်ဘဝကိုယုံကြည်ခြင်းရှိစေပြီးပိုကောင်းတဲ့ဘဝကိုရောက်သွားမှာပိုကောင်းတဲ့နေရာလေးတွေကလေ
တခါတလေလူနေစုတွေပဲကြိုက်ကြတယ်လူနေစုတွေပဲသွားတဲ့နေရာဖြစ်တယ်အဲ့ဒီချိန်မှာထီချန်ချရာတို့စင်ရင်တာတို့ရှိကောင်းရှိလိမ့်မယ်စိတ်တကြမကြပါနဲ့80တော့ပါပိုကောင်းတဲ့ခရီးကိုရှောက်တဲ့ခါမှာအဲ့ဒီရတော့ကြုံတွေ့ရမယ်တိုးရလေပိုခရီးရောက်ပါတယ်နှစ်တမှာလူတိုင်းပျော်ရွှင်နိုင်ကြပါစေတားရတဲ့ဘဝတွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့ပေးပါတယ်